တော့ကျွန်တော်ယောက်ျားကိုသားကြီးခေါ်ဥတင်မင်းထွေးကိုမတင်ချင်းကားနဲ့ကြိတ်တက်ခဲ့တဲ့ဘေးရင်စရာကေဇော်ဟိန်းရဲ့စိုင်းပုတ်ပါကျွန်တော်ကသူများကြီးလို့ဓာတ်ပုံလေးနဲ့လည်းတွဲပြီးတော့မတင်တတ်လို့ပါဒါတော့ဒီတဲ့အမှန်လားအမားလားဆိုတော့လည်းလုပ်ပေးဖို့မရှိပါဘူးအသက်ခံရတဲ့ပြည့်တဲ့တင်နေလေးပြောပြပေးကြပါအောင်လို့ကျွန်တော်ရောက်သွားကန်မှနိုးမင်းဆိုရင်ဘလူတက်လို့တက်မှန်းတော့တက်နေတယ်ပေါ့နော်ဒီဗီဒီယိုကကျွန်တော်ကအစမှမရောက်သွားပါဘူးသူများအော်တန်ကြားလို့အိမ်ထဲကနေပြေးထွက်တဲ့အချိန်မှာနောက်ဆုံးတစ်ချိန်ကြိတ်တဲ့အချိန်မှာကျွန်တော်ရောက်သွားတာပါဒီမှာဘေးရင်စရာကေဇော်ဟိန်းရဲ့ဓာတ်ပုံမှာဟာမှာကျွန်တော်အခုလေးနဲ့ပုံသွားထုတ်ပြီးတော့ဒါတင်ထားတာပါကျွန်တော်ဘာမှမလုပ်တတ်ပါဘူးဒါတော့သူများကူညီလို့ပါဓာတ်ပုံလေးနဲ့တွဲပြီးတော့တင်ပါဆိုလို့ဟာမှာခုလေးတင်သွားပြီးတော့ထုတ်ခဲ့တဲ့ပုံတွေပါဟာမှာကျွန်တော်ကူညီပေးကြပါကျွန်တော်ယောက်ျားမတရားအသက်ခံရတာပါဝိုင်းပြီးတော့ဖြစ်တာလဲလို့ကိုမောင်တစ်ချက်လောက်ကြည့်ကြပါနော်ဒါတော့ကျွန်တော်ထုတ်ကြတာဒီမှာမြန်မာ daily news ရနေပြီးတော့မှတောင်ငူမြို့နယ်တဲ့တောင်ငူမြို့နယ်ကေတုမတီမြို့တစ်သက်ရှိကျော်ထင်လေးလန်းထိပ်ပါတဲ့9နာရီ12မိနစ်2024ကြာသပတေးနေ့တဲ့ညနေ9နာရီ15ချိန်ကတဲ့ဒါသူတို့ရေးထားတဲ့ comment တွေကိုလိုက်ဖတ်ကြည့်တာပေါ့နော်တီးတလောက်ကတော့တဲ့အဲ့ဒီအမယောက်ျားကဆိုင်ကယ်နဲ့မူပြီးတဲ့ကားအရှိတင်ပြေးဝင်တိုင်းမိတယ်လို့ဖြစ်သွားတယ်လို့တော့ကြားပါတယ်တဲ့တချို့ကတဲ့အဲ့လိုပြေးဝင်ပြီးခွင်းရှာတယ်ပြောသလိုမူပြီးကားပဲအတင်းကကြော်လို့လည်းဖြစ်တယ်လို့ပြောပါတယ်တဲ့တရားခံကနေ့တိုင်းလိုင်းပေါ်မှာရှိနေပါတယ်တဲ့ဘီနေလည်းဟောနေပါသေးတယ်တဲ့တောင်ရှိသူတွေအမြန်ဖမ်းဆီးနိုင်အောင်ကူညီပေးလိုက်ကြပါဗျာဒီဆိုဟင်းပြန်ရှင်းထားတဲ့ဗီဒီယိုကိုကြည့်ကြမလားကျွန်တော်ရှစ်ခင်နှစ်သက်သူများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျအခုတော်တော်လေးကိုဒါပြန့်နှံ့သွားတယ်ကျွန်တော်ရဲ့ကိစ္စကြီးကိုပြောရမယ်ဆိုရင်ဒါကတကယ်တော့မတော်တဆဖြစ်ခဲ့တာမဟုတ်ဘူးခင်ဗျမတော်တဆမဟုတ်ပါဘူးတမင်ကိုရည်ရွယ်ချက်ရှိရှိနဲ့ဖြစ်သွားတဲ့ဖြစ်စဉ်မှာကဲအဲ့တော့တစ်ဖက်ကအဲ့လိုတွေပြောလာပြီဆိုမှကျွန်တော်ကလည်းပြည့်ပြည့်စုံစုံတိတိကျကျကျွန်တော်မှပြောပြပေးရမယ်အရှိန်ရောက်ပြီပေါ့ခင်ဗျာတချို့သောကိစ္စတွေကကျွန်တော်ကဖျားတရားလမ်းစဉ်နဲ့လိုက်တဲ့အတွက်ကျွန်တော်ကမရှင်းမဲနဲ့ဒါထားလိုက်တာတချို့ကိစ္စတွေကမရှင်းတာတော့မဟုတ်ဘူးเนาะကိုကနှုတ်ဆက်နေခြင်းပေါ့ဗျာเนาะတကယ်ကိုမတော်မတရားတွေနဲ့ကြုံတဲ့အခါမှာအတက်နိုင်ဆုံးနှုတ်ဆက်နေကြည့်မယ်ဆိုပြီးတော့နေကြည့်တဲ့သဘောနဲ့ကျွန်တော်ကဘသူ့ကိုမှကျွန်တော်မဖော်ပြသေးဘဲနဲ့ကျွန်တော်စီစဉ်နေခဲ့တာခင်ဗျအဲ့ဒီအစီအစဉ်တွေအားလုံးကလည်းထင်သလိုမဖြစ်ပါဘူးဖြစ်စဉ်ကဒီလိုပါတမီးလေးကိုကျူရှင်ပို့ပြီးတော့ပြန်လာတဲ့အချိန်တမီးကိုကျူရှင်ပို့ပြီးတော့သားမီးနှစ်ယောက်ဈေးဝယ်ပြီးတော့ကျွန်တော်ပြန်လာတဲ့အချိန်သူတို့ဈေးမှာကြံခဲ့ပြီးတော့ကျွန်တော်ပြန်လာတဲ့အချိန်ကျွန်တော်လမ်းထဲကိုပြန်ဝင်တဲ့အချိန်အဲ့ဒီလူကနောက်ကိုလှည့်ကြည့်ပြီးတော့စိုက်ကင်နဲ့ကျွန်တော်ကားမောင်းနေတဲ့ရှစ်တဲ့ကိုကပ်ပြီးတော့ရှစ်တဲ့ရောက်မှကပ်ပြီးတော့ကန့်လန့်ဖြတ်ဝင်လိုက်တယ်ခင်ဗျတိုက်မိသွားတယ်ဒန်းဆိုပြီးတော့ဆိုင်ကယ်လေးနဲ့နောက်ကဆိုင်ကယ်ကိုတိုက်မိသွားတယ်ဆိုင်ကယ်ရောလူကိုဘေးထဲကိုကျသွားတယ်တီးလိုက်ပြီးကျွန်တော်တပြဿနာရှိပြီရန်လို့တော့မှကျွန်တော်ရဲ့အိမ်ကလမ်းရဲ့နောက်ဆုံးဘက်အိမ်ကရက်ွက်ရဲ့နောက်ဆုံးလမ်းနောက်ဆုံးပေါ့ကျွန်တော်ပြန်ကွေ့လိုက်တယ်ဒါပြန်ထွက်မှရတော့မယ်ပေါ့ဗျာကျွန်တော်အနေနဲ့ကွေ့ပြီးလဲအထွက် तू ကပြေးတက်လာပြီးတော့ကားရှိတဲ့ကိုအရက်ပလင်းနဲ့ပစ်ပေါက်ပြီးတော့ဒါလိုက်ကန့်လန့်ဖြတ်ထိုးဝင်လိုက်တယ်ခင်ဗျမျက်စိထဲမှာပြာသွားပြီကျွန်တော်အချိန်နဲ့တက်လို့မရတော့ဘူးဘေးမှာကြောင်းနှစ်ဖက်ရှိတယ်မြောင်းတစ်ခုရှိတယ်ကျွန်တော်ကမြောင်းထဲကိုကြာတော့မယ်စီမှာကျွန်တော် break အုပ်ပြီးတော့နောက်ပြန်ဆုတ်သွားတယ်အဲ့ဒီချိန်မှာလူတွေအားလုံးထွက်လာကြတယ်ကျွန်တော်လည်းဒါလည်းပဲမောင်းထွက်ခဲ့တယ်အဲ့ဒီညအထိကိုကျွန်တော်ကရှိသေးတယ်ဆက်ချင်းတရင်ကကြားလိုက်ပြီးကျွန်တော်တ
တည်သွားတယ်တဲ့အဲ့ဒါနဲ့တစ်ဆက်တည်းမှာပဲအကိုတဲ့ရှင်ကြီးကတော့မကောင်းဘူးတဲ့အကိုအိမ်ကိုအကုန်လုံးဝင်ပြီးတော့တိမ်းသွားပြီတဲ့လိုအကုန်ယူသွားပြီတဲ့ဝင်တိမ်းကြတယ်တဲ့အကိုရှောင်လိုက်တာကောင်းမယ်တဲ့ပြောတဲ့လူကလည်းမမှားဘူးနော်ကျွန်တော်ဒါလိုက်ရှောင်ထွက်ခဲ့တယ် နေပါဦးသူပြောတဲ့ကားတိုင်းမိတလို့ဖြစ်တာမျိုးမြောင်းလဲကျသွားတယ်တဲ့ပြောတယ်အဲ့ဒီကျသွားတဲ့လူ तू ကပြန်ပြီးတော့မခေါ်ဘူးလားအဲ့လိုလားနောက်ပြီးတော့ဗာလဲအရက်ပလင်းနဲ့ပြစ်လိုက်တယ်လို့လည်းပြောတယ်ဆိုတော့အဲ့ဒီမြောင်းလဲကျတဲ့လူကပဲပြန်ထလာပြီးတော့သူ့ကိုအရက်ပလင်းနဲ့ပေါက်လို့သူကအိမ်ပြန်ရောက်သွားတယ်တောင်းနေတော့အဲ့ဒီရက်ပလင်းနဲ့ပေါက်တဲ့လူကတည်သွားတယ်အဲ့ဒီလိုလားအဲ့ဆိုစနေတော့နားထောင်နေရပေါ့နော်ဒါပေမဲ့သိမကြီးလေလိုက်ဘူးနည်းနည်းကြီးလေလူတွေရှင်းပြကြပါဦးလို့ အဲ့ဒီမှာဈေးဝယ်နဲ့ကျင်ခဲ့တဲ့ကျွန်တော်ရဲ့အမျိုးသမီးနဲ့ကျွန်တော်ရဲ့သမီးလေးဟာအမျိုးအိမ်ကိုရောက်သွားတယ်သူတို့အမျိုးတစ်ယောက်ကလာခေါ်တယ်ပေါ့ဗျာနောက်တစ်နေ့မှာသူတို့တွေတွေ့ကြတယ်ကျွန်တော်တော့မရှိဘူးပေါ့နော်သူတို့တွေတွေ့ဆုံကြတယ်တွေ့ဆုံကြတော့ကျွန်တော်မျိုးသမီးကရှင်းပြီဗျ 처음시 ဘာတွေတိန်းတော့ဆိုတော့ရွှေတို့ရွှေစားတွေရောအကုန်သိန်းတာစာရွက်စာတမ်းတွေရောအိမ်ပြန်ရောက်သေးဘူးဘယ်သူမှသူတို့ကပိတ်လိုက်ပြီပေါ့အိမ်ကိုအဲ့တော့ပုံမှန်ပါပဲသူတို့ကတော့နော်စကန်ကတော့ဘလောက်ဆိုရင်တော့ပြီးပါတယ်အမဘာညာပေါ့သူတို့ပြောကြတယ်ပြောကြတော့ဟုတ်ပြီပြီးတယ်ဆိုရင်ဒါအကုန်လုံးစီစဉ်မယ်ရှင်းမယ်တခါလေးရှင်းပေးပါဆိုတော့မဟုတ်ပြန်ဘူးဒါအကိုပြန်လာမှရမယ်ကျွန်တော်ပြန်လာမှရမယ်ဆိုပြီးတော့သူတို့ကပြောပြန်တယ်ပြောတော့အဲ့ဒါဆိုရင်တော့မရှင်းဘူးမရှင်းသေးဘူးဆိုပြီးတော့အချိန်ကအဲ့လိုကြန့်ကြာသွားတယ်ကြန့်ကြာသွားတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ကျွန်တော်သမီးလေးနဲ့အမျိုးသမီးဟာအိမ်ကိုပြန်တယ်ဖြစ်စဉ်ကိုကျွန်တော်ကအကုန်လုံးပြောပြလိုက်ပြီဒီကိစ္စဖေးမမားဘူးဒါမတော်တဆမဟုတ်ပါဘူးတမင်ကိုသူ့ကိုယ်သူဒါဘလို့အညှိုးတင်းနဲ့မှန်မသိတမင်ကိုအသေးခံပြီးတော့ဒုက္ခပေးတဲ့ပုံစံမျိုးပါဘလို့မှရှောင်လွှဲလို့မရဘူးတကယ်တည်း အော်သူပြောချင်တာက ဖြစ် ကို စဉ် ကောင် အ က စစ်မှန်က တေခံပြီးတော့လား အဲ့ဒီလူဟာ သူ့ကိုဒါကွေးစီနေပေါ့ လုပ်ခဲ့တာမဟုတ်ပါဘူးနှစ်ပေါင်းများစွာ10နှစ်ဝန်းကျင်လောက်ကိုရှိနေပြီဗျာကျွန်တော်ရဲ့အိမ်တစ်ချမ်းကျော်ရပါပြီနေ့စဉ်ကျွန်တော်သမီးလေးကိုကြောင်းပုတ်ကြောင်းကျူ သူပြောတဲ့ပုံကဒီကိုစရီးခံတဲ့လူอ่ะပေါ့နော်သူနဲ့မှမဟုတ်ဒီတခြားဒီရှေ့တွေမှာလည်းဒီလိုမျိုးခွေးနေခဏအစင်နေပေါ့နော်ဒီတစ်ခေါက်မှပဲတည်သွားတဲ့ပုံစံပေါ့သူ့အလေကြမှာအဲ့လို ရှေ့ရဆိုင်ကယ်ကိုကန့်လန့်ဖြတ်ပြီးတော့တိုက်ရဲတိုက်ကြည့်ဆိုတဲ့ပုံစံမျိုးလုပ်နေတာကျွန်တော်သမီးလေးကလမ်းဖြတ်ကျွန်တော်ကမှန်တကားလေးစပြီးတော့အခုဘာဖြစ်လို့လဲအဲ့လောက်ထိအောင်ကျွန်တော်မေးဘူးတယ်ဆိုင်ကယ်နဲ့ထွက်ရင်ကန့်လန့်ဖြတ်ပြီးရက်နေတယ်ကျွန်တော်ရှောင်းတယ်နှစ်ပေါင်းများစွာကျွန်တော်ရှောင်းတိန်နိုင်ခဲ့ပြီးပါပြီတကယ်တော့ဒီတစ်ချိန်မှာကျွန်တော်မရှောင်းတိန်နိုင်တော့အောင်ကျွန်တော်ဖြစ်သွားတာပါတကားလေးဖွင့်ပြီးတော့ကားစီကန့်လန့်ဖြတ်ရထားတယ်ကျွန်တော်အိမ်ရဲ့လမ်းရဲ့နောက်ဆုံးအကွေ့လေးမှာကျွန်တော်အိမ်ဝင်ဖို့ဖြတ်ပြီးကန့်လန့်ဖြတ်ရက်ထားတယ်အခုဘာဖြစ်တာတော့ရှောင်မရတော့မင်းကိုလှုပ်ရှင်တာတဲ့စင်းငယ်ဟာနောက်ကကျွန်တော်တို့မှာပါလာတဲ့သမီးလေးအတင်းလက်ကိုချစ်ပါဆွဲထားပြီးတော့နောက်ပြန်ဆုပ်ပြီးတော့မဖြစ်ဖြစ်အောင်ရှောင်ရတယ် ဒီလားကိုမကိုပိတ်ထားတယ်ဒီမှာကြည့် အဲ့ဒီဖြစ်စဉ်တွေအားလုံး ဘယ်သူမှလည်းဘယ်သူမှလည်း ကျွန်တော်က လည်းမသိပါ စကန်းကိုကျွန်တော်ပြောပြတယ်
အဲ့ဒီနေရာဖြစ်စဉ်တွေအားလုံးကိုလေစခန်းကလာပြီးတော့စစ်လိုက်တာနဲ့အဲ့နားမှာတွေ့နေတဲ့အရက်ပလင်းမွားနေတဲ့ပလင်းကိုနေအရက်နံ့နေကန့်လန့်ပြတ်အနေထားအကုန်သိတယ်သူတို့တစ်ဖြတ်ပေါ့ဗျာဒီတက်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတာတွေကိုထပ်သိရပါအောင်မယ်